ကြောင်းနဲ့သမီးရည်သာထားတော့ထိမတတ်စေစက်စက်နဲ့ကိုစားရလူသိသူပါပဲအပြိုမငယ်လေးနေမကြည့်တမ်းမြတ်စားမွေမပြောဒုက္ခလီလာဒုက္ခလီလာရေရမလို့ငိုရမလို့ဘာဆိုဘာမှမသိနိုင်စက်ကြောင်းနဲ့သမီးရည်သာထားတော့စီးပြားလေးငုံထားရသလိုလိုကဲဆိုရင်ပညာသင်တစ်ပိုင်းတစ်စားနဲ့နိုင်စာကြည့်ရင်ဒီအရွယ်မိန်းကလေးမင်းငယ်သေးသူကိုတကယ်ဆိုရင်ပညာသင်တစ်ပိုင်းတစ်စားနဲ့နိုင်စာကြည့်ရင်ဒီအရွယ်မိန်းကလေးမင်းငယ်သေးသူကိုသမုဒ္ဒရာကိုတစ်ပတ်ကံကိုလက်ပြကူတဲ့ပစွန်သေးကလေးလိုလောကကိုကစောင်းတဲ့နေခြင်းသလားမိဆိုတာမလောင်ငယ်တာမမငယ်ရှောင်းမနောင်ရေးမယ်ဆိုအခုရမင်းဖြစ်ပုံကအပြိုမငယ်လေးနေမကြည့်တဲ့မြတ်စမ်းမွေမပြောဒုက္ခလီလာဒုက္ခလီလာရရမလို့ငိုရမလို့ဘာဆိုဘာမှမသိနိုင်စက်ကြောင်းနဲ့သမီးရည်သာထားတော့စီးပြားလေးငုံထားရသလိုလိုချစ်ဆိုတဲ့တသနာတွေထဲမှာတဝုကိုတူတူထူးပြီးတော့ချစ်ပြီးပြည့်ထီးတော့ကြပါတယ်ရေလိုမျိုးသားများဆိုရင်အခုခေတ်မိန်းမငယ်လေးများထမင်းအကွဲလေးတွေဝေးကျောင်းဆန်းဆန်းဟန်မူရလေးနဲ့မဖို့တွေကိုကြည့်လိုက်တဲ့ဆိုရင်စိတ်ကူးတွေရင်ပြီးရင်တွေကုန်တတ်ကြပါတယ်အဲ့ဒါမှဇီကလေးငုံထားတယ်လို့ပဲတဲ့သူတို့လေးတွေကြပြန်တော့လဲအားကြမကန်ဖြေတစ်ခုထုတ်ပြန်ပါတယ်နေမကြည့်တိုင်းမကြည့်စမ်းဝေးအိမ်တော်ပြရတာတင်းကိုစတဲ့အရာသာနဲ့ဒီပါတယ်တဲ့ဒီချစ်ဆိုတဲ့ဒုက္ခမသိလာပါလားခင်ဗျာသူမသိစက်ကြောင်းနဲ့သမီးရည်သာထားတော့ထိမတတ်စေစက်စက်နဲ့ကိုစားရလူသိသူပါပဲအပြိုမငယ်လေးနေမကြည့်တမ်းမြတ်စမ်းမွေမပြောဒုက္ခလီလာဒုက္ခလီလာရေရမလို့ငိုရမလို့ဘာဆိုဘာမှမသိနိုင်စက်ကြောင်းနဲ့သမီးရည်သာထားတော့စီးပြားလေးငုံထားရသလိုလိုကဲဆိုရင်ပညာသင်တစ်ပိုင်းတစ်စားနဲ့နိုင်စာကြည့်ရင်ဒီအရွယ်မိန်းကလေးမင်းငယ်သေးသူကိုတကယ်ဆိုရင်ပညာသင်တစ်ပိုင်းတစ်စားနဲ့နိုင်စာကြည့်ရင်ဒီအရွယ်မိန်းကလေးမင်းငယ်သေးသူကိုသမုဒ္ဒရာကိုတစ်ပတ်ကံကိုလက်ပြကူတဲ့ပစွန်သေးကလေးလိုလောကကိုကစောင်းတဲ့နေခြင်းသလားမိဆိုတာမလောင်ငယ်တာမမငယ်ရှောင်းမနောင်ရေးမယ်ဆိုအခုရမင်းဖြစ်ပုံကအပြိုမငယ်လေးနေမကြည့်တဲ့မြတ်စမ်းမွေမပြောဒုက္ခလီလာဒုက္ခလီလာရရမလို့ငိုရမလို့ဘာဆိုဘာမှမသိနိုင်စက်ကြောင်းနဲ့သမီးရည်သာထားတော့စီးပြားလေးငုံထားရသလိုလို